အာဆင်နယ်ဒီနေ့ပရီးမီးယားလိချန်ပီယံဖြစ်ပြီလို့ပြောမယ်ဆိုရင်ရန်စောတယ်လို့ထင်တယ်တွေ့ရှိတယ်အာဆင်နယ်ရဲ့နှစ်တိုင်းလိုလိုမှာပုံကောင်းမွန်တဲ့ကစားရည်ပြလာခဲ့တဲ့ကိုစင်တက်စီကောင်းကောင်းနဲ့သူတို့ title raising မှာသူတို့ထိပ်ပိုင်းမှာအမြဲတမ်းလို့ရှိနေခဲ့တယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အာဆင်နယ်ရဲ့ peak form ကိုရနေထားရောက်သွားတယ် set piece လား open play လားဘေးပိုင်းကဆော့တယ်အာဆင်နယ်ရဲ့အကောင်းဆုံးဆိုတဲ့အချိန်လေးကိုရောက်ရှိခဲ့ပြီဒီအနေထားတစ်ခုကိုသူတို့ Yokres 2.0 နဲ့တူတူဖန်တီးနေတယ်လို့ပြောရင်းနဲ့အာဆင်နယ်ဘန်လီပွဲပြီးသုံးသက်ချက်ကနေပြောကျွန်တော်တက်ပါတယ်အဲ့တော့ဒီနေ့ပွဲမှာ Yokres 2.0 ပါလို့နေတယ်ဆိုတော့ Yokres အပြောင်းလဲလုပ်နေခဲ့တယ်ဆိုတာကျွန်တော်ရှေ့ဗီဒီယိုမှာပြောတယ်ဒီ sporting မှာစုံတဲ့ပုံစံနံပါတ်2တော့ပဲအာဆင်နယ်မှာ adaptation ထပ်ပြီးတော့လုပ်နေတယ်ဒီအရာကပြည့်စုံစုံဖြစ်သေးတယ်ဒါပေမဲ့ဘန်လီနဲ့ပွဲရဲ့45မိနစ်စာပြီး Yokres ကစားခဲ့တဲ့ရှေ့ပွဲတွေတက်အများကြီးပိုကောင်းတဲ့ကစားကိုကျွန်တော်တွေ့ခဲ့ရတယ်။လုံးဝကိုကြီးမားတဲ့ impact တွေအများကြီးပေးသွားခဲ့တယ်။ပွဲချိန်14မိနစ်မှာ set piece ကနေရလာတဲ့ second ball ကိုကောင်းတဲ့သွင်းယူသွားခဲ့တယ်။ပေးဖို့သူကတော့ Declan Rice တန်ဒီပေးဖို့ကတော့ဒါ Gabriel Magalhaes ကကျွန်တော်6နံပါတ်တင်ပြီးလက်တာကနေပြီးတော့ကိုရရှိခဲ့တယ်။ဒုတိယဂိုးအဖြစ်ကိုတော့ကျွန်တော်တို့counter ကနေပြီးပြန်ရရှိလာတဲ့ဘောလုံးကိုthrough passing process ကိုပေးရ process ကနေပြီးဒီကိုကောင်းလိုက်သွင်းယူပြီးသွားခဲ့တယ်အဲ့တော့အဲ့ဒါအပြင်ကစာကာစီကိုဘောလုံးနှလုံးပေးပို့ခဲ့တယ် normal pass လို့ထင်ရပေမဲ့တကယ်ကိုလွတ်လွတ်ကျွတ်ကျွတ်ထွက်သွားတဲ့ passing မျိုးတွေဒါပေမဲ့စာကာအသုံးမချနိုင်ခဲ့လို့လားသူ assist မရရှိခဲ့တာပဲရှိတယ်အဲ့တော့ဒီခြေစွမ်းဒီအနေထားက Yokres 2.0 လို့ပြောဖို့ကျွန်တော်တို့ထိုက်တန်တဲ့အနေထားကိုထိုက်တန်တဲ့ level တစ်ခုရောက်သွားပြီလို့ပြောချင်တယ် okay အဲ့တော့ဒီနေ့ပွဲမှာနောက်ထပ်အထူးချီးကျူးရမယ့်စားမှာကျွန်တော်တို့ရဲ့ Declan Rice သူကလည်းပဲ Yokres ကိုပဲတဲဖို့ဘိုးလုံးနဲ့ပေါဝင်ပတ်သက်သူလက်ရှိဘောလုံးတော့ကရဲ့အကောင် set piece ပေးဖို့သူကိုပြောလို့ရတယ် corner ပေးဖို့သူကိုပြောလို့ရနေတဲ့ Declan Rice ကဒီပွဲမှာလည်းပဲအကောင်ဆုံး corner ပေးဖို့နောက်တစ်ချိန်ထပ်မံလုပ်ခဲ့တယ် Gabriel Magalhaes ကတော့ Declan Rice ပေးပို့လိုက်တဲ့ corner ကိုအကောင်ဆုံး joker အနေနဲ့သုံးချခံခဲ့တယ်ခေါင်းနဲ့တိုက်ခွင့်မရတာတော့မှခြေထောက်နဲ့ရတယ်လို့ပေးတင်သွားခဲ့တဲ့လို့ကိုဒါ Yokres က contact ယူခဲ့တာနောက်တစ်လုံးဆိုရင်လည်းပဲ process ရလုံးကို Declan Rice အဲ့ contact တွင်းယူခဲ့တယ်အဲ့တော့ဒီကစားသမားကိုတန်းတရားပေးရတယ်ကျွန်တော်ရှေ့တန်းတယ်လို့ပဲပြောချင်တယ်ကျန်တဲ့ကစားသမားတွေကလည်းမနေ့ပြောရင်ဒီပွဲမှာအကုန်လုံးဒီပါသူ့နေရာနဲ့သူအကောင်းဆုံးဆော့သွားခဲ့တယ်အသေးလုံးကိုထိုင်ပြီး highlight လုပ်နေကျွန်တော်တို့ပွဲကသူပွဲပြီးသုံးသက်ချက်ပြောတာတော့ပြီးမှာဟုတ်အဲ့တော့ပွဲပြီးသုံးသက်ချက်ရဲ့ဒီဒုတိယပိုင်းပေါ့နော်ပါပိုင်းမှာကျွန်တော်တို့ big movement တွေအကုန်ပါသွားပြီဆိုရင်ဒုတိယပိုင်းမှာတော့ဒါ one of the ရဲ့တကူလို့ဆွဲဆောင်ကိုချီကျူးခြင်းနဲ့ဂိုးမရချိခဲ့ဘူးဆိုပေမဲ့သူ့ရဲ့တကူလို့ဆွဲဆောင်ပြီးအတိမပြည့်စရာရှိတယ်နော် KK area ပြင်ပါပြင်ချက်တခုရှိတယ်ပြီးသွားရင်တော့ channel တော့ဘန်ဒီရဲ့ပိုင်းပေါ့နော်ဘန်ဒီကိုသူတို့ဘာလို့ပြီးဆုံးနေတယ်လို့တော့ထင်ရတယ်ဘန်ဒီကိုဆော့ခိုင်းကြတယ်သူက defensive မှာပဲအထိုင်ဆော့တော့တယ်ကစားမတွေပဲချင်းအင်းအဲ့တိုက်စစ်ကိုလိုက်ခိုင်းပြီးတော့ဒီပြင်မှာမခံနိုင်တော့တွေ့ရတယ်ဒါမှလေးပဲကောင်းမွန်နေတဲ့ခဏပါဘာကြောင့်ဒီလိုပြောလဲအာဆင်နယ်အသင်းကလာမဲ့ဒီဇင်ဘာပွဲချက်ကာလကိုရင်ဆိုင်ဖို့အတွက်အာဒီတာကြိုတင်ပြင်ဆင်နေပြီ။အဲ့အတွက်ကြောင့်မလို့စောင့်နေတဲ့လူတွေကိုကြောက်နေတဲ့လူတွေပေါ့နော်။အာဆင်နယ်စောင့်ဝင်မှုအတွက်ကိုစောင့်တဲ့ကျွန်တော်တို့ကြိုပြီးတော့ဝယ်ထားပြီ။ပြောမယ်ဆိုရင် November mid လောက်မှာကျွန်တော်တို့ကစားသမားတွေအကုန်ပြန်လာမယ်။ဒါမျိုးရဲ့ကြီးစံကပဲ။နော် November mid နဲ့ November 8မှာပေါ့နော်။အဲ့နှစ်ခုမှာကျွန်တော်တို့ကစားသမားအကုန်ဆုံးပြီ။ဒီဇင်ဘာပွဲချက်ကာလကိုအကောင်းဆုံးပြင်ဆိုင်အပြည့်စုံဆုံးအတောင့်တင်းဆုံးလူစီရင်တစ်ခုကိုကျွန်တော်တို့ရရှိထားပြီအဲ့ဒါအပြင်မှာအကောင်းဆုံး system တစ်ခုမှလည်းပဲအစနစ်တဲ့လက်ရှိလေပတ်နေတယ်အသင်းကြီးအချင်းချင်းတွေ့တဲ့ပွဲမျိုးတွေမှာအစနစ်တဲ့ဘယ်လိုကစားမလဲဆိုတော့ကိုကျွန်တော်တို့ဆက်လက်ဆောင်ကြည့်အောင်မယ်ဆိုပေမဲ့ပုံမှန်အသင်းလက်အသင်းငယ်တွေနဲ့ပွဲစဉ်တွေမှာအစနစ်တဲ့အနိုင်ရဖို့အတွက်ကလွယ်ကူနေမှာပဲလို့တုံ့ဆိုင်းမှုမရှိဘဲနဲ့ပြောချင်တယ်ချန်ပီယံလိကတော့မသိဘူးပရီးမီးယားလိမှာကတော့အစနစ်ဆွဲဖို့အတွက်80ရာခိုင်နှုန်းအထက်တော့တေချာဖို့ရှိနေပြီ။အာဆင်နယ်တင်းကဒီနှစ်မှာ PL ချန်ပီယံဖြစ်ဖို့တော့အနည်းဆုံးအနေထားရောက်သွားပြီလို့ကျွန်တော်တို့မြင်တယ်။ငယ်ချင်းတို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်ရောက်ရေးသားပေးလို့ရတယ်။ဗီဒီယိုဒီမှာပဲဆုံးသက်ခွင့်ပြုပါ။ကျွန်တော်နောက်ထပ်အာဆင်နယ်နဲ့ပတ်သက်တဲ့ updation ဗီဒီယိုတစ်ခုလုပ်လို့ရှိပါတယ်။အဲ့ဗီဒီယိုလေးကိုပြန်လည်ဆုံးဖြတ်ပါမယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဖြစ်ကြပါစေ။အဆုံးထိကြည့်ရှုတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်